နေရာဒေသဆောင်ကအကြောင်းအရာနဲ့အစားအစာတွေသိနိုင်ဖို့ Food and Trade Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ပေကျင်းစုသွားပါမယ်လက်မှတ်ဝယ်တဲ့နေရာပါလက်မှတ်ကတော့တယောက်ကိုကျွမ်း16ချက်ပါအထဲမှာပန်ဒါကြည့်ဖို့တော့ကတော့တသက်ဝယ်ရပါတယ်လက်မှတ်တော့ရပါပြီဇူးသွားပါမယ်မျိုးသွားတွေ့တော့မယ်ဇူးရဲ့ဝင်ပေါက်ကိုရောက်ပြီစီပြီးဝင်ရပါမယ်ရောက်ပြီဘယ်ဘက်သွားရမလဲဟိုလာပဲဒီဘက်တော့ပန်ဒါပြလိုက်ပဲအရင်သွားမယ်သွားကြည့်မယ်ပန်ဒါသွားကြည့်မယ်လမ်းမှာဒီလေးလှလိုက်တာကြည့်ပါဒီအနောက်ကတော့မိုးမခပင်လို့ခေါ်မှာတရုတ်လိုမျိုးရှုလို့ခေါ်တယ်လှလမ်းလေးကဘဲကန်ရောက်နေပါတယ်ဘဲကန်ဘဲတွေကအဝေးရောက်နေကျုံမောင်းသွားကြည့်ပြီးလိုက်ခဲပါပန်ဒါဝင်ကြည့်ရောမယ်အိုးလူတွေကတန်းစီနေပါလားအခုတန်းစီနေတဲ့သူတွေကအိုလံပစ်ဂိမ်းလုံးကသွားခဲ့တဲ့ပန်ဒါလေးကိုသွားကြည့်ဖို့တန်းစီနေရပါအခုကတော့အာဆီယံဂိမ်းပန်ဒါကိုအရင်သွားကြည့်ပါမယ်အာဆီယံဂိမ်းပန်ဒါဟောက်ဒီမှာဘာရှိလဲကြည့်ရအောင်ဒီထဲမှာရှိတဲ့ပန်ဒါကသားအမိ2ယောက်ပါမုံမုံနဲ့မုံမုံကမွေးထားတဲ့သားလေးမုံအော့ဆိုတဲ့ပန်ဒါလေး2ကောင်ဖြစ်ပါတယ်သူတို့ကတော့အာဆီယံဂိမ်းပန်ဒါ2ကောင်ပါပန်ဒါကိုလာကြည့်ရသူတွေကအများကြီးပါပြီးတော့အဲ့ဒီကနေပြီးတော့ live print နေတဲ့သူတွေလည်းရှိပါတယ်မုံမုံကတော့စက်တင်ဘာ23 2006ခုနှစ်မှာမွေးခဲ့တာဆိုတော့အခုဆိုရင်အသက်20နီးပါးရှိနေပါပြီသူ့ရဲ့သားလေးမုံအော်ကကြတော့2013ခုနှစ် August 22မှာမွေးခဲ့တာဆိုတော့အခုဆိုရင်တော့73နှစ်ခန့်ရှိပါပြီဒါကတော့ပန်ဒါကို live stream ပြီးတော့ပြနေရပါဟိုကမှမုတ်စားနေပါတယ်ဆရာသမားအဲကွန်သုံးလုံးနဲ့အထဲမှာစိန်ကြပြီးတော့စားနေပါတယ်ဟိုဘက်အဲ့တောင်မှသူစားနေတာအဲ့တောင်မှာလာဖို့ဆောင်းနေရတယ်ဟာတဲ့မွေးနေ့က2018 8လပိုင်း20ရက်နေ့အမေနာမည်ကရှောင်းပိုင်ဖြစ်တယ်သူ့နာမည်ကတော့သူ့နာမည်ကပိုင်ထန်းတယ်ဆရာသမားကစားပေါက်နေတာလေဆရာသမားသူထွက်လာဖို့စောင့်နေတာပါအဲကွန်3လုံးနဲ့စားလိုက်အိတ်လိုက်နဲ့စိမ်မဲသူ့ကိုကြည့်နေတဲ့သူတွေကြည့်ပါဦးအများကြီးပဲတကောင်ကတော့စားပြီးတော့အိတ်သွားပါပြီသူကတော့အဲကုန်းခန်းထဲမှာရေခဲတုံးထိုင်ကြည့်ပြီးဘာတွေစဉ်းစားနေရမသိဘူးပရိသတ်တွေကိုကြောပေးပြီးတော့စိတ်ပြေနေပြီးစဉ်းစားနေတာသူကကြတော့မျက်နှာကြီးကွယ်ပြီးတော့အကြံထုတ်အထဲကအာဆီယံဂိမ်းပန်နာကိုကြည့်ပြီးပြီဆိုတော့အခုအပြေမက်ကအိုလံပစ်ဂိမ်းပန်နာကိုကြည့်ဖို့အတွက်သွားတန်းစီလိုက်ပါဦးမယ်အိုလံပစ်ပန်နာကိုကြည့်ဖို့တန်းစီနေတဲ့အချိန်မှာပဲအတန်သွင်းထားတဲ့ loud speaker နဲ့အော်နေပါတယ်ပန်ဒါလေးမုံလန်အထဲမှာဝင်ပြီးအိတ်နေပါတယ်ဘယ်အချိန်ထွက်လာမလဲမသိပါသူထွက်လာတာကိုစိတ်ရှိရှိနဲ့စောင့်ပေးပါသူ့ကိုအနှောက်အယှက်မပေးပါနဲ့ဆိုပြီးတော့အော်နေတာပါအဲ့ဒါနဲ့အကြာကြီးမစောင့်နိုင်တော့လို့မကြည့်ဘဲနဲ့ပြန်ထွက်လာခဲ့ရပါတယ်
နောက်ဆုံးတော့ပန်ဒါအိတ်နေတော့ကိုမစောင့်နိုင်တော့လို့ဒီမှာလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်နဲ့ဝင်ကြည့်ခဲ့ပါတယ်ပန်ဒါရုပ်လေးတွေမှာအများကြီးပဲလိုချင်စရာလေးတွေကြီးပဲဒါကတော့ပန်ဒါပစ္စည်းအရောင်းဆိုင်ကဲနောက်ဆုံးတော့ဒီပန်ဒါနဲ့ပဲရိုက်ခဲ့ရပါတယ်ဒီပန်ဒါတော့အိတ်နေမစောင့်နိုင်တော့ပါတခြားနေရာဆက်သွားပါတော့မယ်မစ္စတာခန်းနဲ့ဒီလိုက်ခဲ့ကြပါမြောက်ဒီရန်ကုန်မှာမြောက်မမြင်ဘူးလို့ပြည်ချင်းမှာလာကြည့်နေရတယ်ပဲဒီကြီးတို့တော်အေးအေးပြက်နေရှာတဲ့အိတ်နေပုံတွေကိုကြည့်အောင်ပို့လို့ပတ်လာပဲအကုန်လုံးအိတ်နေကြတာအပြင်မှာကြည့်တော့လေ elevation ခွင်းနေအောင်မှာခက်စင်တူတယ်လို့ပဲဒါကတော့နောက်ထပ်ဝက်ဝင်ယုံတယုံကိုသွားကြည့်မှာဖြစ်ပါတယ်အားလုံးလိုက်ခဲ့ကြပါဦးနော်ကိုရောက်သွားတဲ့အချိန်ကသူတို့အိတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာမသိဘူးကြည့်လိုက်တိုင်းအိတ်နေကြတာကြီးပဲအကုန်လုံးဟောတော်သေးရထလာနိုးလာပြီဆိုတော့တဲဟုတ်ပါလားဗောဘဲဟုတ်မယ်သူကလူတန်နေနဲ့စူညံနေလို့ဟိုဘက်အချမ်းမှာအေးရအေးကြောင်သွားပြန်အိတ်မှာဒါဒီကတော့ကြောင်မျိုးစိတ်တစ်ခုခုဖြစ်မယ်ထင်တယ်ဘလူကောင်လေးဖြစ်မလဲမသိဘူးသွားကြည့်ရအောင်တိတ်တော့မမြင်ရအောင်လှုပ်စီးနေဒီမှာလေးစီးလို့ရရပါတယ်နောက်တနေရာရောက်ပါပြီသွားပါမယ်ရှေ့မှာဘာတွေလုပ်နေရလဲသွားကြည့်လိုက်ဦးမယ်လိုက်ခဲ့ကြပါဘာလို့ရှိလိုက်ကြည့်အောင်တိတ်ဆိုင်နေမှာတနေ့ကုန်လေလို့ပတ်လို့မောလာရင်ဖိုက်ဆိုင်ရင်စားဖို့အတွက်မုတ်ဆိုင်ကြီးရှိပါတယ်မုတ်ဆိုင်အယုတ်လေးရောင်းတဲ့ဆိုင်လည်းရှိပါတယ်သားဝိုက်ကောင်ကြီးရှိရဲ့နေရာရောက်ပါပြီသားဝိုက်ကောင်ကြီးဘယ်နားမှာလဲသားဝိုက်ကောင်လည်းအိတ်နေပြီသားဝိုက်ကောင်လည်းမပြေးနိုင်တော့စားပြီးအိတ်နေစားစရာဆိုင်တွေလည်းရှိပါတယ်ပေချင်းတိရစ္ဆာန်မှာလည်းအကောင်လေးတွေကအများကြီးမရှိပါဘူးတခြားဘယ်နေရာတွေမှာဘာအကောင်လေးတွေရှိလဲတွားကြည့်လိုက်ပါဦးမယ်ဒီမှာဝက်ဝင်တကောင်တွေ့ရတယ်အိတ်နေပြန်ပြီတွေ့သမျှအကောင်လေးတွေမှာမအိတ်ဖဲနဲ့ကောင်းကောင်းကြည့်ရတဲ့အကောင်ဆိုလို့ဒီ red panda လေးတကောင်ပဲရှိပါတယ်သူကတော့အဲ့ဝင်းထဲမှာကိုပတ်ပြီးတော့စော့နေရပဲရားလို့ကုတ်နေတဲ့ပုံကိုကြည့်ဦးထဲမှာဝင်လိုက်ထွက်လိုက်နေပြီးစော့နေတာဆိုတော့မမောနိုင်ဘူးသူတကောင်းမဲ့လှုပ်ရှားနဲ့စော့နေတာတွေ့ရကျန်းသားတွေအကုန်လုံးကအိတ်နေရဆိုတော့သူ့ပဲကြည့်လို့ကောင်းတယ်ဒါကတော့ခုနတော့အိတ်နေတဲ့မြေခွေးတွေပါမြေခွေးသာပြောတယ်သူကကြည့်လိုက်တော့ခွေးနဲ့တော့မှခက်စင်တူတယ်မြောက်ယုံကိုပြန်ရောက်လာပါပြီမြောက်ဆိုတဲ့အတိုင်းပဲစော့လိုက်တာဆိုတော့အိုးအရန်ပဲ
တကယ်တော့လေပေကျင်းတရိတ်ဆန်ယုံကိုပန်ဒါလေးကြီးကြည့်ကျင်လို့သာသွားတာအကောင်တွေကတော့များများဆဆမရှိဘူးထိုင်းကဆာဖာရီဝေါ်ကတော့မှပဲဒီပေကျင်းစုထက်အကောင်လေးတွေပိုစုံတယ်လဲလို့ပတ်လို့ပြီးပြီဆိုတော့ပြန်มาတော့မယ်ဇူးကနေပြီးတော့တတ်တာပြန်มาပြီဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် vlog များမှာလည်းပြန်လည်ဆုံတွေ့ပါဦးမယ်တတ်တာ